bè lê ba sura tát tòa đi nhé ảnh luôn mắt thay cho giam ba luôn ghi bê lê nè bè lê ba sura ba ba lê tát tòa đi nhé ảnh mắt thay cho nè sát đà rồi ba ya tất cả ghê ha thરી ta ba ya bè lê bụng sát đà rồi lê ba cũng nó ba ya bè lê bụng đôi tất cả ghê ha thrii ta nhé này à mimi ảnh ya gì sẽ chết bà vì luôn mà bà cái số thà luôn bè lê ba sura độ nhé này là ảnh ba cái là luôn mắt thay nè nghe trời sáng bị đại tuổi cái đi lê gu ba rồi nhé này là mimi ảnh ya gì luôn mắt thay choအဲ့ဒီအမြင်နေရဘယ်လိုပို့လို့ရောက်ရသလဲလို့ဒကာဓမ္မတွေမေးတော့အကုသိုလ်တွေမရလို့ပေါ့ဖျားလို့ဆိုတာတော့ဒါရမ်းမှန်းပြီးဖြေတာလို့မှတ်ရဒီထဲမှာသတ္တိအထက်ဆုံးကိုမေးလို့ရှိရင်ခန္ဓာ၅ပါးယုံနာ၅ပါးငါချင်းနေတဲ့တက္ကရာဒိဋ္ဌိကြောင့်ရောက်တာလို့မှတ်ပါခန္ဓာ၅ပါးငါချင်းနေတဲ့ပါလားဒါဖြင့်ဒီဓမ္မတွေဒီဆရာဘုန်းကြီးကဒီဟာကမှဖြိုင်မြန်ဖြုတ်မပြေးလို့ရှိရင်ဖြင့်အခုအလယ်လာပြီးတော်ကြနေရပြန်ကြမှာပဲမဆိုရဘူးလားအခုအလယ်လာပြီးတော်ကြနေရပြန်ကြမှာပဲလို့ဆိုတော့တပည့်တို့ဖြစ်ချက်တင်နာပါလားဒီကမိတုံးကိုဖြင့်ဒါဖြုံးမရအောင်ဖြုံးလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖြင့်တဲ့မရအရယူပါလို့တိုက်တွန်းလိုက်ပါလေမရအရယူပါလို့နော်၎င်းတက္ကရာဒိဋ္ဌိမဖြုတ်ဖင်းတဲ့ဝိပဿနာအလုပ်လုပ်ခဲ့တော်လဲအားနေတဲ့ဝိပဿနာဖြစ်လို့မဉ္ဇဉ်ဖူဉဏ်ဆိုတဲ့ပယ်လေးပါးတကားပိတ်တဲ့ဉာဏ်ကိုမရနိုင်ဘူးလို့မှတ်ပါတက္ကရာဒိဋ္ဌိမဖြုတ်ဖင်းတဲ့ရုပ်ဖြစ်ပြနာမ်ဖြစ်ပြဝေဒနာဖြစ်ပြစိတ်ဖြစ်ပြဒီကိုယ်တရားဓမ္မတွေကအာထုတ်ညာတော့လေတဲ့အားနေတဲ့ဝိပဿနာဖြစ်နေသောကြောင့်မဉ္ဇဉ်ဘုံဉာဏ်ကိုအနန္တရတတ္တိနဲ့ခြေလူပြုမဲ့ဝိပဿနာဘလဝဝိပဿနာအားရှိတဲ့ဝိပဿနာမဖြစ်ပါဘူးလို့မှတ်ထားပါမှန်ပါဗျာဒါဖြင့်ဒီဓမ္မတွေဒိဋ္ဌိအရင်ဖြုတ်ရမယ်ဆိုတာသိကြပါလားသိကြပါဗျာဝိပဿနာမလုပ်ခင်ပါလို့อ่ะဒိဋ္ဌိဖြုတ်ပါဗျာဟုတ်ပြီနေကြပါပြီတဲ့ဒါသုံးရက်ရှိအောင်ပြောတာရေးကြည့်လို့ဘုန်းကြီးဓမ္မတွေကမှတ်ပါနော်မှန်ပါဘုန်းကြီးဒီနေ့တော့ဒါလေးကိုမူတဲ့ပြောနေတယ်ဆိုတော့ဥစ္စာအချို့နားလည်ပြီးသားလည်းရှိကြပါတယ်အချို့တော့လည်းသုံးရက်ပြောမှသာလည်းရှင်းလင်းပြီးဒီကလာသွားတော့တယ်ဆိုတာကလည်းပုဂ္ဂိုလ်တွေကအမျိုးမျိုးရှိကြတယ်မှန်ပါဗျာဒါကြောင့်ခိုင်းမြဲမြဲပြီးဒီကလာအထုတ်ပြီးလာကြရတာတွေဟာအဘယ်ပိတ်ရှိတတ်တဲ့တက္ကရာတွေဖြုံလုံးကိုတော့မပြောလို့ရှိရင်ဖြစ်ကုန်မဖြစ်လို့ပဲလို့သုံးဖြတ်ချက်6မှန်ပါဗျာဒါဖြင့်ဓမ္မတို့ဝိပဿနာအလုံးနဲ့တက္ကရာတွေဖြုံမှုအလုံးရှင်းတော့ဘယ်လိုထားကြမလဲတက္ကရာတွေဖြုံမှုတက္ကရာတွေဖြုံမှုကိုရှင်းထားရမယ်နော်အဲ့ဒီတက္ကရာတွေမဖြုံနိုင်ကြလို့ရှိရင်သတ္တရဒိဋ္ဌိဥစ္စေရာဒိဋ္ဌိသူကလာတာပဲလို့မှတ်လားမှန်ပါဗျာဒီတက္ကရာဒိဋ္ဌိမှမဖြုံနိုင်ရင်ဘာဒိဋ္ဌိလာတဲ့သတ္တရဒိဋ္ဌိနဲ့ဥစ္စေရာဒိဋ္ဌိဘုန်းကြီးတို့ဓမ္မတွေလာခဲ့တော့တဲ့သံဃာသိငုတ်တော့ဖြင့်ဖြစ်ရည်ရဲ့ဆိုတာမှတ်လိုက်ပါမှန်ပါဗျာသံဃာသိငုတ်ဆိုတာဘယ်ဖျားပွင့်ပဲသူသိငုတ်ဖဲအလုတ်သာတိုက်သွားတယ်ကြွရထုံးတာမရှိဘူးမှန်ပါဗျာအဲလောက်ကြောင့်နဲ့နာရင်နဲ့နာမှာဆိုရင်တဲ့အတွက်စေနာကောင်းတရားကောင်းနဲ့ဘုန်းကြီးများကလည်းပြောနိုင်တဲ့ဘဝသိနိုင်တဲ့ဘဝဓမ္မတွေကလည်းယူနိုင်တဲ့ဘဝနဲ့ကျုံတဲ့အချိန်မှာအပေးယူဖြင့်လက်ခံကြပါဆိုတဲ့ဥစ္စာပြောရတယ်နော်မှန်ပါဗျာတို့ဗျာတပည့်တို့ကတာယသမီးရှိပါရဲ့တွေကလည်းအမှန်တမ်းရှုပ်တယ်ဗျာဓမ္မတို့ခွေးဖြစ်တောင်မှရှာစားနေတဲ့အလုပ်ဒါစကားတွေမထည့်ပါနဲ့လို့ပြောလိုက်တယ်မှန်ပါဗျာခွေးဖြစ်တောင်ရှာစားနေတဲ့အလုပ်ကိုခင်ဗျားတို့ကအရေးကြီးပြောပြီးဒီကလာနေလို့ရှိရင်ဘယ်ဘဝရှာမစားရတဲ့ဘဝရှိခဲ့ကြတယ်ရှိပါဗျာဒါကြီးအသာယူပြီးဒီကလာဒီလိုရှိပါရဲ့ကအခုခါအကြောင်းကမငြင်းညွတ်တော့ဒီလိုဖြစ်နေတယ်ဗျာလို့ဒီလိုဖြစ်တာကိစ္စမနေနဲ့ဒီခန္ဓာရှိလို့ဒီလိုဖြစ်နေတာခန္ဓာသာသိငြိမ်းတယ်လို့ဆိုတော့သက္ကာရတိပြုတ်လိုက်ငြိမ်းသွားမယ်
အဲ့ဒါငြိမ်းတဲ့အလုပ်ပြောကြပါဆိုတာကိုလေးစားစွာနဲ့သတိပေးလိုက်ပါတယ်မှန်ပါဗျာသဘောပါပြီနော်မှန်ပါဗျာကောင်းပြီဒါပြန်ဥပဒနာအလုံးနဲ့တက္ကရာဖြုတ်တဲ့အလုပ်ဘယ်ကိုရှေ့ထားရမလဲတက္ကရာဖြုတ်ရပါဗျာကောင်းပြီဒါဖြင့်နေရာကြပါပြီတက္ကရာဖြုတ်မဲ့ကြမ်းပြန်လို့ရှိရင်ခန္ဓာပရိစ္ဆသမုပ္ပါမသိဘဲနဲ့ဖြုတ်တယ်အလကားပဲမှန်ပါဗျာခန္ဓာပရိစ္ဆသမုပ္ပါမသိဘဲနဲ့ဖြုတ်ခဲ့တော့မှန်ပါဗျာရှင်းဒါဖြင့်ဒကာဓမ္မတွေဒီဆရာသုံးလုံးဟာဖြင့်အစဉ်တိုင်းမှပြီးဒီကလာဥပဒနာမလုပ်ခင်တက္ကရာဖြုတ်တက္ကရာဖြုတ်မဲ့ကျမ်းလို့ရှိရင်ခန္ဓာယခုပေါ်လာတဲ့ပရိစ္ဆသမုပ္ပါသိအောင်လုပ်ပါသဘောကျကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဖြားဆိုဒကာဓမ္မတွေကသမင်းွယ်ဝန်းထဲကနေပြီးဒီကလာသမင်းစားလိုက်တာလို့ဆိုတော့အဲ့ရတဲ့မှာပဲသမင်းစားတယ်ရေးစားတယ်ဆိုတော့လာခြင်းလည်းလာကြမှာပေါ့ဗျာလာပါဗျာမလာဘူးလာပါဗျာမင်းလာလို့ရှိရင်စားတဲ့စိတ်ကလေးပေါ်လာနော်အင်းဒါပြိဿသမုပ္ပါအစာလေးပေါ်တရားဓမ္မတို့သမင်းစားတဲ့စိတ်ကလေးကဘာပါလဲဩဒါဖြင့်ခန္ဓာပြိဿသမုပ္ပါသိရမယ်သမင်းစားကျင်တာကလက်ကစားကျင်တာလားပါးစပ်ကစားကျင်တာလားအင်းဒီစားတဲ့စိတ်ကစားကျင်တာလားဆိုတော့မဲတော့ပါဇက်ကစားကျင်တယ်လို့တရားဓမ္မတွေလည်းပြောခြင်းပြောမှားလိုက်မယ်ပါဇက်ကမစားကျင်ပါဘူးတရားဓမ္မတို့ဝန်းထဲကစားကျင်တယ်ဝန်းထဲကစားကျင်တဲ့စိတ်ကလေးပေါ်လို့သာရမုတ်တဲ့စိတ်ကလေးပေါ်လာလို့ဝါတဏှာလေးပေါ်လာလို့စားကျင်တာပါတဏှာလေးပေါ်လာလို့စားကျင်တာသဘောကျဘယ်လိုပေါ်လာပါလဲတဏှာလေးပေါ်လာလို့စားကျင်တာပါဆိုတာသိကြကြသိကြပါဘူးအင်းဒါဒကာဓမ္မတွေကဆရာဝန်သမားကောင်းနဲ့မကိုယ်ဘမရှိခရလို့ကြာဘူးနာပါလေချုပ်တဲ့ပြီးဒီကလာနေတော့ငါဓမင်းစားလိုက်တာအဲ့ရထဲမှာငါဓမင်းစားလိုက်တာလို့ဆိုလို့ရှိရင်တခါတည်းစားကျင်တဲ့စိတ်ကလေးကိုငါလုတ်ပြီးဒီကလာငါဆိုတဲ့သက္ကာရီဒီတခါတည်းဆွဲပလိုက်မှန်ပါဘူးမဆွဲဘူးဆွဲပါဘူးငါဆိုတဲ့သက္ကာရီဒီဆွဲပလိုက်တော့ဒကာဓမ္မတို့အနာကြီးမနာဘူးနာပါဘူးစိတ်ကိုငါလုတ်ပလိုက်တယ်ဝိညာဏအတ္တတော်သမနုပတ္တိဝိညာဏစိတ်ဆိုတဲ့စားကျင်တဲ့စိတ်ကလေးကိုအတ္တတော်ငါဟူ၍သမနုပတ္တိရှုလိုက်ငါလို့လှုပ်လိုက်ဆိုတော့စိတ်နဲ့ငါတွေဒကာဓမ္မတွေစိတ်ဟာစိတ်ငါမဖြစ်နိုင်ဘူးစိတ်ဟာစိတ်ပဲဆိုတော့သေချာမှတ်ပါရှင်းပြီနော်ဒါဖြင့်စားကျင်တဲ့စိတ်ကလေးပေါ်လာတာဩပရိစ္ဆေသမုပ္ပါစလေးစားကျင်တဲ့စိတ်ကလေးပေါ်လာပဲလို့မှတ်ရမယ်နော်မစားရမနေနိုင်ဘူးမလာဘူးလာပါဘူးဥပါဒံလာပြီဒကာဓမ္မမစားရမနေနိုင်ဘူးဝန်းကိုပူးနေပြီအစရှိတယ်မပြောကြပြောပါဘူးမစားရမနေနိုင်ဘူးဝန်းကိုပူးနေမစားရမနေနိုင်ဘူးဆိုတဲ့စိတ်ကလေးလာပြန်တယ်ဒါဖြင့်ဒကာဓမ္မတို့စားကြတာကတဏှာမစားရမနေနိုင်ဘူးဆိုတော့ကဥပါဒံဟုတ်လားကဲဓမ္မယူခဲ့ကြပါသူကဩဇာရှိတဲ့ပုဂ္ဂိုလ်ဖြင့်ဓမ္မယူခဲ့ကြပါလို့ဝစီကံကမသုံးသုံးပါဘူးနော်ဝစီကံသုံးဝစီကံကသုံးဟုတ်တောင်းနေတာဖြင့်တဏှာဥပါဒံကံပေါ်တာပဲပုဂ္ဂိုလ်တ attva ပါသေးမပါဘူးဘာပေါ်တာပါလဲကြက်ကြက်မှတ်ပါတရားဓမ္မတို့မင်းနေတိုင်းစားပြီးကလာတက္ကရာဒိဋ္ဌိတော့ဖြင့်စားရင်ပဲတော့မသွားလိုက်ပါနဲ့ဆိုတဲ့ဥစ္စာကိုတောင်းမှရတဲ့ဥဝါယမှန်ပါဗျာစားရင်ပဲမသွားလိုက်ပါနဲ့စားရင်ပဲမသွားလိုက်ပါနဲ့ဆွဲလိုက်ရင်ပဲမသွားလိုက်ပါနဲ့ဆိုတဲ့ဥစ္စာကိုတရားဓမ္မတွေအားလေးစောစွာနဲ့ပဲတဲ့ဒီလေးပဲရှင်းပြပါတယ်နော်မှန်ပါဗျာဟောပြီဒါဖြင့်သမင်းစားရကတဏှာပေါ့လေဗျာမှန်ပါဗျာမစားရမနေနိုင်တဲ့ကဥပါဒနာယူခဲ့ပါလို့အတန်ထွက်လာတယ်မှန်ပါဗျာဝိဇိကံယူရင်ယူမယူကိုယ်တိုင်သွားလိုက်မယ်ဆိုပြီးကိုယ်တိုင်သွားရင်ကာယကံတပည့်ကြပါဒီယူခဲ့ကြပါမရင်ကျုပ်ထသွားလိုက်မယ်ဆိုပြီးကျုပ်ကတူလာပြီပြောရင်၆နဲ့ဆိုရင်ရောက်မှကျုပ်ကကြိုက်တယ်အစရှိသည်နဲ့ပေါ့ဗျာဒီလိုကတရားဓမ္မတွေမထက်ကြဘူးလေဖြစ်ပါဘူးထက်နဲ့ဖြစ်တတ်ကြပါတယ်တဲ့အဲ့တော့တရားဓမ္မတို့စားကျင်တာကတဏှာမစားရမနေနေတာကဥပါဒနာယူခဲ့ပါလို့ခေါ်တာကအသိကမလားကျုပ်ထားလာခဲ့ရမလားဆိုထားပဲထားမယ်ဟန်လေးပြန်လိုက်တာကမှန်ပါဘူးဩတရားဓမ္မတွေဒါသုံးခုတော့ဖြင့်ဖြစ်သွားပြီဆိုတဲ့ဥစ္စာညင်းမနေကြပါနဲ့နော်
ဒါတဏှာစိတ်ဒါကဥပါဒံစိတ်ဒါကကံဆိုတော့စေတနာပေါ့ဗျာစေတနာနဲ့စိတ်နဲ့တွဲရပါပဲဆိုတာဖြင့်ဘာမှညံ့မနေပါနဲ့တော့တကားဟုတ်နော်လိုသေးလားလိုပါဘူးငါကဓမ္မတွေပေချာပြောနေတယ်သူများကဏ္ဍပြောတာလားခင်ဗျားတို့သမင်းစာရာကိုပဲနဲ့ခင်ဗျားတို့မသိလို့အလောသုံးစားလုပ်နေလို့ဖော်ပြောရတာလားဆိုတာစဉ်းစားပါအလောသုံးစားလုပ်နေလို့ဖော်ပြောရတာဖြစ်ပါတယ်ဆိုတာပေချာမှတ်ပါကောင်းပြီဒါဖြင့်တဏှာကစားကြံတာသာရှိတယ်ဆွဲလန်းတာဖြစ်နိုင်ပါမဖြစ်နိုင်ပါဘူးဗျာဆွဲလန်းတဲ့တရားကလည်းဆွဲလန်းတာသာဖြစ်နိုင်ပါတယ်မြန်ယူပဲလို့អော်နိုင်မှာမဟုတ်ပါဘူးဗျာဒါဖြင့်သူ့လုံးနဲ့သူပါလားတရားဓမ္မမှန်ပါပါဟင်သူကစားတယ်မှန်ပါပါသူကမစားရမနေနိုင်ဘူးသူကယူခဲ့ပါလို့អော်တယ်မှန်ပါပါဝိဇိကနဲ့អော်လိုက်ကောင်းပြီဒါဖြင့်ဓမ္မတွေဒီသုံးခုအလုံးတူပါရဲ့လားလို့မေးမတူပါဘူးဟောအလုံးမတူဘူးဒီပြိဿသမုပ္ပါသူကခြာတာတက်တက်သူကဆွဲလန်းတာတက်တက်သူကစားဖို့ဝစီကံနဲ့អော်တာတက်တက်မှန်ပါတောင်းတာတက်တက်မစွနိုင်ဘူးလားဒါဖြင့်ဓမ္မတွေဒီလိုသုံးခုကိုသူ့ဉာဏ်နဲ့သူပါရဲ့လားလို့သိတော့သတ္တဝါတဏ္ဍာမှာလဲဘယ်တော့မှနှစ်ခုသုံးခုပြိုင်မဖြစ်ရဘူးမှန်ပါပါတစ်ခုချုပ်ပြီးမှတစ်ခုဖြစ်ရတယ်ဆိုတော့မှတ်လိုက်စမ်းပါမှန်ပါပါတစ်ခုချုပ်ပြီးမှတစ်ခုဖြစ်ရတယ်တစ်ခုချုပ်ပြီးမှတစ်ခုဖြစ်ရတော့ခြာတာလေးချုပ်ပြီးတော့မှဆွဲလန်းတာဖြစ်မှန်ပါပါသဘောကျခြာတာလေးချုပ်မှဆွဲလန်းတာဖြစ်တယ်ဆိုတော့ခြာတာလေးကတဏှာပေါ့ဗျာမှန်ပါပါဆိုတာလေးကငါလားသူလားလောဘတဏှာလားလို့မေးလိုက်ပါတယ်လောဘတဏှာဒါဖြင့်ဒကာဓမ္မတို့လောဘတဏှာမှန်သိတဲ့အခါကြလို့ရှင်းတဲ့လောဘတဏှာဖြစ်တာကိုလည်းသိတယ်နော်လောဘတဏှာလို့လည်းသိတယ်လောဘတဏှာဖြစ်ပြီလို့ပေါ့သိပါပါတို့ကဲလို့သိတဲ့အခါကြလို့ရှင်းတဲ့တက္ကာယရောဥစ္စေတာရောမရှိပါလောဘတဏှာဖြစ်တယ်လို့သိဘောဗျာလောဘတဏှာလို့သိအခုဖြစ်ပေါ်လာတယ်လို့လဲလောဘတဏှာလို့လဲအခုဖြစ်ပေါ်လာတယ်လို့လဲဒီသိလေးရတယ်ဓမ္မတို့လောဘတဏှာဆိုတဲ့ဆိုင်ကလေးလေးဆွဲနိုင်တယ်အခုဖြစ်တယ်လို့လဲဒါဖြင့်ဓမ္မတို့အလွန်ဖို့တန်တဲ့အသိပဲလို့မှတ်ချက်စမ်းပါနော်ဘာဒိဋ္ဌိများပြုတ်သွားလို့ရှင်ဘုရားကဒီဓမ္မတွေကြီးမြောက်တာဘုဒ္ဓံတဲ့အကြောင်းပြောနေရတာတုံးဘုန်းကြီးတို့ဓမ္မတွေကအမေးများထုတ်ခဲ့ပြီးရှိတော့လောဘဖြစ်တာလောဘဖြစ်တယ်လို့သိသောကြောင့်လည်းပုဂ္ဂိုလ်သတ္တဝါပြတ်မှန်ပါဘူးတက္ကရာရိပြုတ်မှန်ပါဘူးဥစ္စာရင်တော့တက္ကရာရိပြုတ်တယ်ပြုတ်ပါဗျာသဘောကျပါဗျာဖြစ်တာကိုဖြစ်မှန်းသိတဲ့အတွက်လေတဲ့ဓမ္မတို့တဲ့ဥစ္စေတာတွေရှိမရှိပါဘူးပြတ်တယ်ဆိုရယူသေးရဲ့မရှိပါဘူးတဲ့ဒါသမင်းကြောင့်သမင်းလေးဆိုအာယုံကြောင့်ဖြစ်လာတာပဲသဘောကျပါသမင်းလေးဆိုအာယုံနဲ့မနောရှိနေတိုက်လို့ဖြစ်တာပေါ့လေဗျာကောင်းပြီဒါဖြင့်လောဘတဏှာဖြစ်တာကိုသိတဲ့တရားဓမ္မတွေမှာဒိဋ္ဌိဘယ်မျိုးရှင်းတော့နှမျိုးရှင်းလောဘတဏှာလို့သိလိုက်ခြင်းကြောင့်တဲ့ငါဆိုတဲ့ဒိဋ္ဌိရှင်းသွားမရှင်းဘူးလားရှင်းပါဗျာငါထားကြတာဟုတ်သေးရဲ့ဟုတ်ပါဗျာအဲ့ဒီဒိဋ္ဌိရှင်းသွားတယ်ဆိုတော့သိချမှတ်လိုက်ဒါလေးကခုမှပေါ်လာတာကိုလို့ဘာမသိဘူးသိပါဗျာဒါလေးသိလိုက်တဲ့ဖြင့်တဲ့တရားဓမ္မတို့ပုဒ္ဒနာမှာစိတ်ရှင်ပြတ်သေးရလားစိတ်ရှင်ပေါ်လာတာပဲမှန်ပါဗျာဒါဖြင့်စိတ်ရှင်ပြတ်တာမဟုတ်ပါဘူးလို့ပေါ်လာလေးသိလိုက်တဲ့ဖြင့်ဥစ္စေရာဒိဋ္ဌိလည်းရှင်းပါတယ်ဥစ္စေရာဒိဋ္ဌိဆိုပြတ်သွားတယ်လို့ယူတာကူမှန်ပါဗျာသဘောကျကဲဒါဖြင့်ဒါလေးကလည်းတစ်နှစ်ဆိုတော့တစ်မှာဖြစ်တယ်နှစ်မှာပြတ်တယ်ဆိုပြီးတရားဓမ္မတို့သူအစားထိုးထားခဲ့တယ်ခရရောက်ထုပေါ့မှန်ပါစားရနာလေးချုပ်ပြီးဒီကလာတရားဓမ္မတို့ဆွဲလန်းတာလေးကြံနေခဲ့တန်းပါဆွဲလန်းတာလေးကြံနေတော့တရားဓမ္မတို့ကစဉ်းစားတာဘောတဲ့ဆွဲဒီဟာလေးကသူ့ဟာသူပေါ်တာပဲလားစားကျင်တဲ့စိတ်ကြောင့်ဆွဲလန်းမှုတိုးလာတာလားလို့စဉ်းစားကြည့်စမ်းဒါဖြင့်စားကျင်တဲ့စိတ်ကချုပ်သွားတဲ့တရားကအကြောင်းသူကအကျိုးတရားမဆိုနိုင်ဘူးလားအကျိုးတရားတော့ဆိုနိုင်တော့ချုပ်သွားတဲ့အကြောင်းတရားစားကျင်တဲ့စိတ်ကလေးအကြောင်းတရားဟာအကုန်များရုပ်သိမ်းသွားသလားလို့မဲတော့ဆွဲလန်းတာအစားထိုးထားခဲ့တယ်
ဘောကြစားရင်လည်းစိတ်တွေကသူ့ဟာသူအကုန်ရုပ်သိမ်းသွားသလားဆွဲလန်းတာအစားထိုးထားခဲ့ဆွဲလန်းတာအစားထိုးထားခဲ့သဘောကြဒီဆွဲလန်းတာတရားဓမ္မလို့ဆိုရင်မလာလို့စားခြင်းနဲ့မှတ်တာသိတယ်ဆွဲလန်းတဲ့စိတ်ကမလာဘူးမသိဘူးလားသိပါဘူးသဘောပါဩဒါဖြင့်ဒီဆွဲလန်းတဲ့စိတ်ကလေးဟာဘယ်သူကများအကြောင်းဆက်ထားခဲ့ပါလိမ့်မလဲဆိုတာအမေးထုတ်လိုက်တာစားခြင်းနဲ့စိတ်ကအကြောင်းချုပ်သွားပြီးတော့ကျေးဇူးပြုခဲ့ကဲမင်းဆာလာနေဆွဲလန်းတဲ့စိတ်ပေါ်ရတော့လို့မဆိုသလိုဆိုပြီးခဲ့ဆိုဓမ္မသဘောအဖြစ်ကျေးဇူးပြုထားခဲ့မပေါ်ရဘူးလားပေါ်ရပါဘူးဒါဖြင့်စားခြင်းနဲ့စိတ်ကလေးချုပ်သွားမှုဒီတရားဓမ္မတို့သူ့ဟာသူတတ္တိအထေရာချုပ်သွားတယ်တတ္တိကတော့ဖြစ်ရတော့ဆိုတဲ့တတ္တိကတော့ပြီးတယ်လို့ရဘူးဒါဖြင့်ပြတ်သွားတာလားတဲ့အကြောင်းနဲ့အကျိုးဆက်နေပြန်သလားအကြောင်းနဲ့ဆက်နေပြန်ပါဘူးဒါဖြင့်ဓမ္မတို့ဥစ္စေတဒိဋ္ဌိစင်နာသေးကြသောဖြင့်အကြောင်းကျိုးကဆက်တန်တာဘူးပရမစိတ်ချုပ်သွားတာဒီလုံးဝဘာမှနောက်ထပ်မပေါ်လာဘူးလို့ဆိုရင်ဥစ္စေတဒိဋ္ဌိဖြစ်ဘုရားအကြောင်းကြောင့်အကျိုးလေးတစ်ခုဆက်မထားခဲ့ဘူးဆက်တယ်အကြောင်းကြောင့်အကျိုးလေးတစ်ခုဆက်ပြီးဒီကလာထားခဲ့တော့ဒါဖြင့်ဓမ္မတို့အကြောင်းကျိုးဆက်တာတွေမသိလိုက်ရဘူးသိလိုက်ရတဲ့တွေ့တဲ့ဖြစ်ပြီးပြတ်တာပဲနာရီသိပြီးပြီးတာပဲဒီလိုယူမျိုးဟုတ်သေးရဲ့လားဟုတ်ပါဘူးဗျာဒုတိယအကျိုးတရားလေးပေါ်သေးတယ်ဆိုတာကောပိုင်မလားပိုင်ပါဗျာဒါဖြင့်ဒုတိယအကျိုးတရားဒီပရမအကြောင်းတရားနဲ့သေသေးချာချာဆက်တော့တယ်ဆိုတာသိပြီးဒီကလာနေတဲ့တွေ့တဲ့ဥစ္စေရာလေးဆိုတော့ပြတ်တယ်လို့ယူလိုက်တာအခုဒီလိုယူလို့ရတယ်မရပါဘူးမပြတ်လို့ဒုတိယပေါ်တာပေါ့မှန်ပါဘူးသဘောကျဒါဖြင့်ဓမ္မတို့ခုပြောလိုက်တဲ့ပရိစ္ဆသမုပ္ပါသုံးလုံးထဲမှာနှလုံးကိုလဲလဲပြောလိုက်တာနဲ့တက္ကာယဒိဋ္ဌိကိုရှိသေးရဲ့မရှိပါဘူးခိုင်မြဲတဲ့သတ္တရာကိုမရှိပါဘူးခိုင်မြဲတဲ့သတ္တရာရှိမှရှင်ရှေ့စိတ်မချုပ်ပါဘူးချုပ်ပါဘူးဟုတ်ကလားမှန်ပါသူပြီးတာပဲဘာမှသူချုပ်ပြီးဘယ်လိုမှကျေးဇူးမပြုခဲ့ဘူးဆိုလို့ရှိရင်လည်းဥစ္စေတဒိဋ္ဌိလာမယ်ဘုရားစားကျင်ဒါလေးချုပ်သွားမယ်ဆွဲလန်းရဲ့ဆိုတဲ့တရားလေးကပေါ်ပြန်တယ်မပေါ်ဘူးလားပေါ်ပါဗျာပေါ်ခြင်းကြောင့်သူပေါ်တာထောက်လိုက်လို့ရှင်အရင်ကြောင်းဒီဓမ္မတို့အကုန်ရုပ်သိမ်းသွားတာလားတတ္တိကျေးဇူးပြုခဲ့သလားတတ္တိကျေးဇူးပြုခဲ့ပါဗျာတတ္တိကျေးဇူးပြုခဲ့တယ်ဆိုတာကောင်းကောင်းရှင်းပါဗလားရှင်းပါဗျာဒါဖြင့်ဒိဋ္ဌိသုံးမျိုးရှင်းရှင်းသေးဘူးလားရှင်းပါဗျာစားခြင်းနဲ့လောဘကလေးပေါ်လာတယ်လောဘကလေးကိုသိတုန်းကဓမ္မတို့တက္ကာဒိဋ္ဌိငါစားကြတာမဟုတ်ဘူးဒါလောစားတဲ့စိတ်ကလေးလောဘစိတ်ကလေးစားကြတာဆိုတော့သိတဲ့တက္ကာဒိဋ္ဌိပြုတ်ခပါတယ်မှန်ပါဒီတရားလေးချုပ်သွားတာမြင်လိုက်တဲ့ဖြင့်လဲဓမ္မတို့တက္ကာသတ္တရဒိဋ္ဌိရှိသေးရဲ့လားမရှိပါဘူးသူပင်ချုပ်သွားတဲ့နောက်တရားလေးကပေါ်လာတာထောက်လိုက်ပြန်တော့လေသူတတ္တိယရုပ်သိမ်းသွားတယ်လားကျေးဇူးပြုခဲ့သလားကျေးဇူးပြုခဲ့ပါဗျာကျေးဇူးပြုခဲ့တာသိတော့ဘယ်ဒိဋ္ဌိရှင်သွားလဲဥစ္စေတဒိဋ္ဌိဥစ္စေတဒိဋ္ဌိရှင်သွားတယ်ဆိုတော့ဒိဋ္ဌိသုံးမျိုးရှင်သွားပြီတပည့်ကြကြပါကြပါဘယ်သုံးမျိုးရှင်ဒိဋ္ဌိသုံးမျိုးသွားပါဗျာတက္ကာယဒိဋ္ဌိသတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိဒိဋ္ဌိသုံးမျိုးရှင်ကဲဓမ္မတွေနောက်ကြပါလေဒါကဓမ္မတွေအာထုတ်တဲ့အချိန်မှရှင်းရှင်းလင်းပြောလိုက်ပါတယ်အာထုတ်တဲ့အချိန်မှာဒါမတွေးပါနဲ့အခုဆရာဘုန်းကြီးပြောတဲ့တိုင်နားလည်ပြီးထားတာသာဝေါနဲ့မှပိုက်ထားလိုက်တော့အာထုတ်တဲ့ချိန်ကျတော့ဖြစ်ပြီပြက်ပြီဖြစ်ပြီပြက်ပြီဒီလိုသာအာထုတ်ပါဒါဓမ္မတို့ကိုရှိဥစွာဆရာတာဝန်ရှိလို့ဆရာတာဝန်ရှိသလားအကုန်ယုံပြီးဒီကလာပြောတာလို့ကမှတ်လိုက်တော့မှန်ပါဗျာဓမ္မတွေကဟိုအထုတ်တဲ့နေရာမှာဒါတွေဖြုတ်နေဖို့မလိုတော့လိုသေးလားမလိုတော့ပါဘူးတဲ့ဒါရှင်းမှုဟုတ်လားရှင်းပါလားရှင်းတော့ဓမ္မတွေကပရိစ္ဆေသမုပ္ပါဒနားလေလို့ဒီဒိဋ္ဌိသုံးမျိုးရှင်းသွားတာနော်မှန်ပါဗျာပရိစ္ဆေသမုပ္ပါဒနားမလဲမယ်ဒိဋ္ဌိသုံးမျိုးရှင်းပါဗျာဒိဋ္ဌိသုံးမျိုးမရှင်းမဲနဲ့ဟောတာလေးဖြစ်ပြန်ပြီပြက်ပြန်ပြီဒါလေးဖြစ်ပြန်ပြီပြက်ပြန်ပြီနောက်ကမဲ့နဲ့ရှုနေမရဘူးတပည့်ကြရပါမရပါဘူးဘာခံနေဒိဋ္ဌိခံနေတယ်ဒိဋ္ဌိရှင်းရင်လည်းဘာနားရရမလဲခန္ဓာပရိစ္ဆေသမုပ္ပါနားရရမယ်ခန္ဓာပရိစ္ဆေသမုပ္ပါဆိုတာရှင်းရှင်းပြောလိုက်ပါတယ်စပရိစ္ဆေသမုပ္ပါကသူ့မှာသူအဝိဇ္ဇာကစသင်္ခါရတွေနဲ့ဇာတိဇရာမရဏတွေနဲ့ငါတောကပရိဒီဝဒုက္ခခင်ဗျားတို့ကလည်းတောကပရိဒီဝမရှိသေးပါဘူးမှန်ပါဘူးအဝိဇ္ဇာသင်္ခါရဆိုတာအတိတ်ကပြီးခဲ့တာခင်ဗျားတို့နဲ့ဘာဆိုင်မ
ဆိုင်ပါဘူးအဲ့ဒါကြီးနားလေဖို့မလိုပါဘူးမှန်ပါဘောဇာပိစ္ဆာသင်္ကာရဆိုတာတရားဓမ္မတော့အတိတ်ဘဝမှန်ပါအဲ့ဒါခင်ဗျားတို့ကလည်းရှိသေးရဲ့မရှိဘူးယခုပေါ်လာသိဖို့ပဲရေးရှိတယ်မှန်ပါဒါဇာတိဇရာမရဏဆိုတာခင်ဗျားတို့မှာအခုရှိရလားမရှိပါဘူးဘယ်ရှိလဲဇာတိဇရာမရဏဆိုတာအနာဂတ်မှာပေါ်လာအဲ့ဒါလည်းနားလေဖို့မလိုပါဘူးသူကသူနေပစီခန္ဓာပရိစ္ဆသမုပ္ပါယခုပေါ်တဲ့ပရိစ္ဆသမုပ္ပါနားလေဖို့အရေးကြီးတယ်မှန်ပါဗျာရှင်းမလားရှင်းပါဒါဖြင့်ရှင်ဘုရားလက်ထက်မှာကြားရတယ်လို့ဥပအောင်နဲ့ဆိုခြင်းသေးလားဆိုနိုင်ပါဘူးမဆိုခြင်းနဲ့ဥပရောဆိုခြင်းသေးလားဆိုနိုင်ပါဘူးဆိုရင်လွဲမယ်တဲ့မှန်ပါဆိုရင်လွဲမယ်မရှိတာခင်ဗျားတို့အလကားလုပ်နေတာလို့မှန်ပါတော့ကြကြပါဒါနဲ့ဝိဇ္ဇာပိစ္ဆာသင်္ခါရဆိုတာယခုဘဝလားဒိဋ္ဌဘဝလားယူသားသိပါပါခင်ဗျားတို့ကလည်းပြင်ဥပဒနာရှုလို့ကိုမြင်မှာလားမမြင်ပါဘူးခင်ဗျားတို့ကလည်းအဲ့ဒီတရားတွေရှိသေးရဲ့မရှိပါဘူးဒါနဲ့အတိတ်မရှိကောင်းမှုဆိုတာသိကြပါလားသိကြပါဘူးဒါကဇာတိဇရာမရဏဆိုတာဥပါအောင်လို့ဥပါတော့အနာဂတ်ဘဝမှန်ပါဘူးခင်ဗျားတို့နဲ့တွေ့ကြုံလားတွေ့ကြုံပါအဲ့ဒါတွေနားလည်နေလည်းဘာမှမဆိုင်ပါဘူးရှုလို့ရဖြစ်ပါရဲ့လားမဖြစ်ပါဘူးဒါဖြင့်ယခုပေါ်တာယခုရှုဆိုတော့ခန္ဓာယခုပေါ်တဲ့ပြိဿမှုကအစမိရမယ်အလယ်မိရမယ်ဆုံးမိရမယ်မှန်ပါပါရှင်းမလားမှန်ပါယခုခန္ဓာပြိဿမှုပိုက်အစလည်းဆုံးသုံးပါလုံးမိရမယ်လို့မှတ်လိုက်စမ်းမှန်ပါပါယခုခန္ဓာပြိဿမှုပိုက်အစလည်းဆုံးသုံးပါလုံးမိရမယ်အဲ့ဒါမိအောင်ဉာဏ်နဲ့လိုက်နိုင်ကြလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ညနေအထုတ်မနဲ့ရပါတယ်လို့သတ်မှတ်ပါဘာမှတန်ရရှိမနေနဲ့ညနေအထုတ်မနဲ့ပဲလေးပါးကပိတ်တဲ့သောတပတိမှာသိချရတယ်လို့သတ်မှတ်ရောင်မှုဒကာရမနေနဲ့တော့နော်မှန်ပါတိုင်းဒါဖြင့်ဥပအောင်တို့ဒကာသစ်တို့ကောင်းကောင်းရှင်းပါရှင်းပါရှင်းပြီနော်အတိတ်လည်းခင်ဗျားတို့နဲ့ဆိုင်ရလားဆိုင်ပါပါရှုလို့ကိုဖြစ်ကြလားမဖြစ်ပါဘူးအနာဂတ်ရောဆိုင်ရမဆိုင်ပါဘူးရှုလို့ကိုဖြစ်ကြလားမဖြစ်ပါဘူးဒါဖြင့်မနေ့ကပရိစ္ဆေသမုပ္ပါရှုပြန်တော့ရပါမယ်။ဘာဆိုင်လုံးညမနေ့ကပရိစ္ဆေသမုပ္ပါခင်ဗျားတို့အတိတ်ကြီးပဲဥစ္စာ။ယခုခန္ဓာရဲ့ယခုပေါ်တာယခုနောက်ကညာလိုက်နိုင်ဖို့ပဲအရေးကြီးတယ်။မှန်ပါဗျာ။ယခုခန္ဓာရဲ့ပေါ်တာကိုယခုညာလိုက်နိုင်ဖို့ပဲအရေးကြီးတယ်ဆိုတာတော့ဖြင့်အော်ဒီချက်သိအရေးကြီးတဲ့ချက်ပါလားလို့ဒကာဓမ္မတွေမှိုက်စမ်းမှန်ပါဗျာ။တပည့်ကြယခုခန္ဓာရဲ့မှာအခုစားခြင်းတဲ့စိတ်ပေါ်လာတယ်။အဲ့ဒီနောက်ကနေပြီးဒီကလာဒကာဓမ္မတို့ညာလိုက်ဖို့အရေးကြီးတယ်ယခုဆွဲလန်းတယ်ဆွဲလန်းတဲ့နောက်ကနေပြီးညာလိုက်ဖို့ယခုကံဖြစ်တယ်ကံဖြစ်တဲ့နောက်ကနေပြီးတော့ညာလိုက်ဖို့ဆိုတော့ဩအရှိနောက်ကအသိလိုက်ရမှာပါလားသဘောကျဘယ်လိုပါလဲမရှိနောက်ကအသိလိုက်ရင်သွားရောပေါ့ဒါဖြင့်ဒကာဓမ္မတို့ဘယ်လိုမှတ်ကြမလဲအရှိနောက်ကအသိလိုက်ရမယ်အရှိနောက်ဆိုတဲ့ဥစ္စာယခုပြစ္ဆုတ်ပါမှန်ပါအသေးဆိုတာလည်းယခုပြစ္ဆုတ်ပံပြစ္ဆုတ်ပံခြင်းမှကြိုက်တော့မယ်ဆိုတာသေသေးချာချာမှတ်ပါအရှိနောက်ကအဲ့ဒါနဲ့အရှိကတော့ပြစ္ဆုတ်ပံအသိကရောဩဒီလဲဆိုတော့တွေ့ကြတာပေါ့ဗျာမတွေ့ဘူးလားတွေ့ပါဗျာတွေ့တယ်ဆိုလို့ရှိရင်ဖြင့်မောင်မရတို့ပူဇော်ရှိသေးတယ်မရှိပါဘူးဗျာအနိစ္စနဲ့မက်ကနဲ့တန်းသွားမတန်းမလားတန်းပါဗျာအဲ့ဒါကိုဒကာဓမ္မတို့ယခု၃မျိုးပြလိုက်နော်သုံးမျိုးပြလိုက်တော့ရှင်အာနန္ဒာကကြိုက်ကွာတဲ့မင်းဝါ40တိုင်စန္ဒမင်းကြီးလက်ကြီးတာပြီဝိပဿနာလို့မင်းလုပ်တယ်လုပ်ပြီးဒီကလာကမင်းဒီဒုက္ခခတ်သိမ်းခြင်းနဲ့နိဗ္ဗာန်လည်းမရဘူးမရတဲ့ပြင်မဲ့မှာပြန်ပြီးဒီကလာကြောက်လန့်တာလည်းပေါ်တယ်ကြောက်လန့်တာလည်းပေါ်တယ်ဒါဖြင့်ငါဘယ်နဲ့လုပ်ရမလို့ဆိုတဲ့အတ္တဒိဋ္ဌိကလည်းပြန်ပြီးဒီကလာတက္ကရာတွေကလည်းပြန်ပြီးကြလာပေါ်နေတယ်ဆိုတော့မင်းဟာသေချာမှတ်ပါကွာတဲ့ပရိစ္ဆသမုပ္ပါယခုဖြစ်တဲ့ပရိစ္ဆသမုပ္ပါကိုနားမလဲဘဲနဲ့မင်းရှုနေတဲ့အတွက်မင်းဟာကုသိုလ်မရဘူးလို့တော့ငါမဟောဘူးကုသိုလ်တော့ရတယ်နိဗ္ဗာန်မရဘူးကွာရှင်းပါပရိစ္ဆသမုပ္ပါလည်းနားမလဲဒိဋ္ဌိမဖြုတ်ဘဲနဲ့ရှုနေရင်ကုသိုလ်တော့ရပါတယ်နိဗ္ဗာန်တော့မရဘူးဒိဋ္ဌိခံရှင်းမလားရှင်းပါပြီဩဒါဖြင့်ဒကာဓမ္မတို့ဒီစကားဟာအတော်ကိုအရေးကြီးပါလားဆိုတော့ဆိုတာသေးသေးချာချာပေါ်လာမှန်ပါဘယ်ခါကမှမကြဘူးတဲ့စကားပဲဆိုတာလေဒကာပြမှတ်ရမှာမှန်ပါပါရှင်းပြီနော်ရှင်းပါပြီဟောမေးဒါဖြင့်ဟောဒီသုံးခုကဒကာဓမ္မသမင်းစားတယ်မစားရမနေနိုင်ဘူးဟုတ်ယူခဲ့ပါဩတယ်ဟုတ်သနာဥပဒဝိသိက
ယူခဲ့ပါလို့ဟောတာငါကိုလာခဲ့ရမလားဆိုရင်ကာယကံဖြစ်မယ်သဘောကျလားကောင်းပြီဒါဖြင့်ဒကာဓမ္မတွေဩဒီဒကာဓမ္မတွေသမင်းစားတာသနာပါပြီတော့တယ်သမင်းစားတာလားဒေဝစားတာလားလာမေးဖို့လူတော့ရှိပြီလားသမင်းစားတာလားဒေဝစားတာလားဆိုရင်မသိရင်ဒေဝစားဒီကံမြောက်သွားမြောက်ဘူးလားနဲရင်ကာမဘဝပြည့်စရာဒေဝဇာတိယဒေဝထဲမှာဇာတိသွားဖြစ်ဟုတ်လို့တော့သူတဏှာဥပါဒံကံကိုဗျဒါကလည်းအကုသိုလ်ဒါရောနင်းဒါပြန်သူ့အချုပ်တဲ့ကံဘာကံခေါ်မလဲအကုသိုလ်ကံတဲ့ကာမဘဝပြည့်စရာအဘယ်ဇာတိအဲ့ဒီဒေဝထဲမှာဇာတိသွားဖြစ်နေတော့ပြီးသွားဖြစ်ကဲဥပါကြောက်เสียလန့်ကြမကောင်းဘူးကိုဓမင်းကိုစားတာဘုရားခိုးစားတာမှတ်လို့ဒုံးလို့ခင်ဗျားတို့ရှာမရှိကြနဲ့ရိပ်နေလားငါတို့ရှာရှိတဲ့ကျုပ်တရားဓမ္မတွေကကိုဓမင်းကိုစားတာဘာလို့များရှိတော့ဟာသူမှမသိတော့ခက်ကြီးပဲဟုတ်လားသူကထိတ်နာပေါက်နေတာမှပေါက်မှမသိတဲ့ပုဂ္ဂိုလ်ကယူလို့ပြောနေတာမှန်ပါပါမဆုံးနိုင်ဘူးလားကိုဓမင်းကိုစားတာဘာဖြစ်ရှိတယ်ကျက်တို့တော့ဖြင့်ကိုဓမင်းကိုစားတာပြည့်ရှိတယ်လို့မယူပါဘူးခိုးစားရင်တော့ဟုတ်တယ်အပြည့်ရှိတယ်အခုတော့ကိုဓမင်းကိုစားတဲ့ဥစ္စာပဲကိုစားလို့ကိုထစားလိုက်တာဘာကိစ္စရှိတယ်ဘာမှကိစ္စမရှိဘူးတဲဥငွေရတယ်ပြောရိပ်မိလားကောင်းပြီဒါဖြင့်ဩတပည့်တို့ရှင်များနဲ့တွေ့ရတာလွန်เสียမရှိအောင်ဖြစ်နေပါဘောလားလို့ခင်ဗျားတို့ကပြောချင်ပြောချင်ကြဘူးလားလွန်เสียတော့မရှိဘူးပြောဖို့လည်းပြောဘယ်နဲ့မှလုပ်လို့မရဘူးဆိုတဲ့အိဗယ်မျိုးခင်ဗျားတို့မှရောက်သွားမယ်စိတ်ထဲမှာသိကျဉ်းကြသွားမယ်ဆိုပါတော့မကျဉ်းကြသေးဘူးလားဘာလို့လဲကျဉ်းကြတာတော့မဲတော့ငါတို့ချောင်းချောင်းနေလာလို့ဘာမှမသိဘဲနဲ့တောင်းနေလာလို့ကျဉ်းကြတယ်တပည့်ကြဘယ်နဲ့ကြောင့်ကျဉ်းကြတာတောင်းနေတယ်ဆိုတော့ကလေးလိုနေလာလို့ဘယ်နဲ့ဆိုကြကလေးကတောင်းနေတာပဲကိုကလေးတောင်းနေသလိုကိုလူကြီးသာဖြစ်နေတယ်ကိုယ်ခန္ဓာပရိစ္ဆေသမုပ္ပါဒ်ကိုမသိဘူးမှန်ပါပါအဲ့တော့တောင်းနေပဲမရဘူးတောင်းနေပါဘူးအဲ့တော့တောင်းနေတဲ့ပုဂ္ဂိုလ်ကိုတောင်းနေဖို့ပြောတဲ့အခါကျလို့ရှိရင်ကျဉ်းကြက်တယ်လို့ဖြစ်လာမှန်ပါပါမသိတာသိအောင်ပြောလို့ရှိရင်ဖြင့်ကျဉ်းကြက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါလာတယ်နော်မှန်ပါပါဒါကြောင့်ပါပသမင်ရပတိမနောဆိုတော့ဘုရားခင်ကိုရမေကြီးကဘွာတဲ့ဘတ်တော်ဆေးကဒီလိုသွားရမယ်ဆိုရင်ကြိုက်တယ်ဒီလိုအရှင်တိုင်းသွားရမယ်ဆိုရင်ကြိုက်တယ်တဲ့ဒီလိုဆင်နိုင်သွားမယ်ဆိုကြိုက်တယ်ဒီလိုဆံတက်ရမယ်ဆိုဘတ်တော်ဟာမကြိုက်ဘူးဒါဖြင့်အစဉ်နိုင်သွားရရင်ဆံတက်ရမယ်စုံလန်းကိုကြိုက်တယ်ဆံလန်းကိုမကြိုက်ဘူးဘတ်တော်ထုံးတာဘယ်လိုပါလဲစုံလန်းကိုကြိုက်တယ်ဆံလန်းကိုမကြိုက်ဘူးတဏှာဥပါဒံကံဇာတိသရမရဏသူကြိုက်တယ်ဟာဒီလိုမဖြစ်စီနဲ့ဆိုလို့ရှိရင်ဖြင့်လောရမရှိဘူးပြောလာစုံလန်းကသူကြိုက်နေတာဟုတ်ဆန်းလန်းကြတော့ဘုန်းကြီးကတရားတော်မှာလေခင်ဗျားတို့စုံနဲ့စုံလာတယ်ဝဲတွေလည်းတွေ့ကြလာပါပြီသိချင်းတို့လည်းသိကြတာများလာပါပြီဒီစုံနေဖြင့်ရပ်ပြအောင်ရပ်ပါလို့ပြောလိုက်တယ်ပြောလိုက်တော့ဘုန်းကြီးကကာလရိသာလိုက်တရားတော်မှာလေအမှန်ကရုဏာရှိထားပြီးဒီကာလဆန်းလန်းလိုက်ပါဆိုတော့တဏှာပေါ်လိုက်တဏှာဖြစ်ဖြစ်သဘောကျတဏှာပေါ်လိုက်တဏှာပေါ်ရှိကိုဆံပါရှင်းမလားဘာလို့ရမှာတော့ရှင်းကိုဆံခင်ဗျားတို့ဒီစုံနေလို့ခဲနေတာသဘောကျလားရှင်းကိုဘာလို့ရရှင်းကိုဆံမှာကျုပ်တို့သိတော်လွတ်လေတော်တော့အစုံကံလုံးလို့ရင်းနေကြလားလက်လက်တော်တာပါတော့အစုံကံလုံးလို့ဆိုတာသဘောကျကောင်းပြီဒါဖြင့်အခုယနေ့ညမှာစုံနှမ်းလို့တော့ဓမ္မတွေဆရာမလို့ပါဘူးမှန်ပါပါဘူးမလိုပါဘူးဆံလန်းမှလိုနေလိုပါဘူးဆံလန်းဆိုရင်တော့ဟောဒီတဏှာဖြစ်တဲ့နောက်ကပါလိုက်ရမက်လိုက်တော့တဏှာချုပ်မသွားဘူးလားချုပ်ပါဘူးချုပ်သွားတဲ့အခါကျတော့တဏှာကအစပြောက်ကချုပ်စမ်းပါစီဆိုလို့ရှိရင်ဒါနိဗ္ဗာန်တဏှာနိရောဓနိဗ္ဗာန်ဒါမဉ္ဇဉ်ဖြစ်ဆံလန်းလိုက်တော့နိဗ္ဗာန်နဲ့မဉ္ဇဉ်ဖြစ်စုံလန်းလိုက်တော့ဓမ္မဘောပစ္စည်းဒေဥဝေပြန်ရမရဘူးလားရပါဘူးကတော့ဆိုတော့ဆိုပါဘယ်ဒါပြင်ဓမ္မတို့ဘယ်လမ်းလိုက်ဖို့သင့်ပါလဲငါဘုရားပွင့်လာတာပฏิသောတဂါမိနိဗ္ဗာန်တဲ့ငါဘုရားပွင့်လာတဲ့ဥစ္စာဒီကားဖြင့်တရားစီကြီးကိုတီးဖို့ပွင့်လာတာသူတို့သွားနေတဲ့လမ်းကိုအကုန်တခါတည်းအထက်ဆံဖို့ရကြီးငါပြရမှာဖြစ်နေတယ်ဘုရားတခါတည်းပြောတာ
တော့ကြလားဒါနဲ့ဓမ္မတွေဘယ်လမ်းလိုက်မှကျွတ်တို့ဒီခီးပေါက်မယ်ဒုက္ခကင်းမယ်ဆိုတာတော့သိကြပါလားဘယ်လမ်းလိုက်ရဆံလမ်းလိုက်ရင်ကိုယ်ရှိကပေါ်တာကိုဖြစ်ဖြစ်ရှိရတယ်ရှင်းမလားရှင်းပါဘူးကိုယ်ရှိကပေါ်တာကိုဒါနဲ့အထက်ဆံရှုမှန်ပါဘူးမင်းညာကနောက်ထားအထက်ဖြစ်တဲ့တရားတွေကိုအထက်ဖြစ်တဲ့တရားကိုအဆံထားပြီးရှုပါရှင်းရပါဒါဖြင့်ပါပသမင်ရမတိမနောဆိုတော့ဒီစိတ်တွေအားအောက်ကစုံလို့ရှိတယ်ရင်းမြစ်စိတ်တွေကပါလေဘယ်ရှုသွားကြတော့ဆိုလို့ရှိရင်အဖော်မြင်မဲ့ညှိလို့ရတရားနာသွားကြတော့ဆိုတော့ဣစ္ဆာတွေကမပြီးသေးလို့ဒီလိုလိုက်ရင်လာတော့စုံလန်းကြတော့ရပါလွယ်ဘူးလားဆန်းလန်းကြတော့မရဘူးသဘောပါအဲ့ဒါဖေအားနဲ့ဒီတိုင်းဟောတာပါပဲဘုန်းကြီးတို့တွေဟောတယ်လို့ဒီလိုမျိုးပါနဲ့နော်ဟောနေတာပြန်ဓမ္မတွေနိဗ္ဗာန်ဆိုတာဆန်းလန်းလားဆုံလန်းလားဆန်းလန်းလားဆန်းလန်းပါကဲခင်ဗျားတို့ကဥပဒနာရှုကြည့်ရှေ့ကရှုရတယ်လားနောက်ကရှုရတယ်နောက်ကရှေ့ကရှုရတယ်ရှေ့ကရှုတော့မှနောက်ကမက်ပေါ်လာတာဟုတ်ရင်းပြီလားဥပဟမ်ရှေ့ကရှိမှပေါ်ပဲနောက်ကရှိနေလို့ပေါ်မှပေါ်သေးတယ်။ဒါဓမ္မတွေနေရာကြကြ။ဒါဖြင့်ဒီဓမ္မတွေဒီယနေ့ကစပြီးကြတာဘယ်လမ်းပြောင်းကြ။စုံလန်းကဖြင့်ဖုံးနေခဲ့ပြီ။တပတ်ကြစုံလန်းကတော့ဒီနေ့စဘယ်လမ်းလဲ။ဩဆန္ဒလိုက်ပါဆိုလို့ရှိရင်ဓမ္မရမယ်ရှုပ်နေပြီမလား။ဘာလို့စုံရတာပြက်လုံးလို့ရင်းနေပါသွားတာဘယ်နဲ့ဖြစ်သွားတာဆိုလည်းအဲ့ဒါကြောင့်မအားဘူးဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ကကျင်တော့ရတာကြီးကိုဝါဒနာကြီးမဖြောက်ပြရစီနဲ့တတိယဆိုသွားရအမြဲနေပဲနေရာကိုပြန်မရစီဆိုတာနဲ့ကောကျူပါပါအမြဲနေရာကဘယ်လေးဘူးသဘောပါလားကိုင်းတာဖြင့်ဓမ္မတို့အပေဟာခင်ဗျားတို့ဆမ်းမမိတာနဲ့ကိုယ်စိတ်ပြုလို့ငရဲမေးလေးခင်ဗျားတို့လှဲစီးတရားတိုက်တဲ့သစ္စာဆိုပြစ်ကြည့်ဘုန်းနဲ့ဆိုကြတာနဲ့ပြဖြစ်တယ်လည်းဖြစ်တယ်ခန္ဓာငြိရှိပါမလားရှိပါလိမ့်ပါလှဲစီးတရားတော့ရှိတယ်သစ္စာဆိုကိုယ်စိတ်မိလို့မိခဲလေးကငရဲမှုယူထဲပါရဟန္တာတစ်ပါးယူထဲလို့ပြောတာနော်အဲ့ဒါထဲတဲ့ကြားတာနဲ့ပြကြတယ်လည်းတစ်ချက်တည်းပဲတရားဓမ္မတို့သုံးလမ်းသမားဒီမိကြတော့တရားဓမ္မတို့ဘယ်နည်းနဲ့ခန္ဓာငြိရှိပါမလဲမေးလိုက်မရှိဘူးနော်မရှိတာမရှိတယ်တဲ့ဒကာဓမ္မတို့ပြပြသွားတယ်ဆိုတဲ့ဥစ္စာတော့ဩပြကြပြီတခါသူဒီနည်းနဲ့လောင်ပြီးသေသွားတာပဲဆိုလို့ရှိရင်လေငရဲမှုချက်ပုံကိုပြောတာဗါခင်ဗျားတို့ရောက်တဲ့ငရဲအိုးကြတော့သိကူမသိဘူးဒီနည်းကလည်းလောင်ရက်ပဲသိလည်းမသိဘူးနည်းကလည်းလောင်ရက်ပါကြားတဲ့ပုဂ္ဂိုလ်ကမသိပါဘူးသိလည်းမသိဘူးမိကတော့ထက်တာအမှန်ပဲချက်ပုံပြောတာကတော့ခုနကအတိုင်းတို့တော်ခင်ဗျားတို့ကြားရောက်တဲ့ပုဂ္ဂိုလ်သိပါတော့လားဆိုတော့မသိဘူးကံကတခါလဲဆက်ပေးတယ်ဝိလောင်လို့ပြည့်စည်လိုက်အစားထုတ်ပြလိုက်ဝိလောင်လို့ပြည့်စည်လိုက်ဒါဖြင့်ငရဲကမဆုံးမရှင်ပါလို့နေမယ်အစားလုံးနဲ့ခံနေရသဘောပါအဲ့တော့ဒကာဓမ္မတို့အမှန်တန်ကြောက်เสียကောင်းတဲ့လမ်းပါလားဆန်းလန်းလိုက်တာအေးပါတယ်ဆိုတာကိုယနေ့ဆုံးဖြတ်ချက်ချစေခြင်းနဲ့သဘောကျကောင်းပြီလားဖြင့်ဆန်းလန်းလိုက်ခြင်းတော့ယနေ့အလုပ်တရားပဲရေးလေးနဲ့ဟောပါမယ်ဒကာဓမ္မတို့အလုပ်တရားကိုရှင်အနန္ဒဟောကဲကွာတဲ့ဆန္ဒမင်းလုံနေတဲ့အလုပ်ဟာဒိဋ္ဌိမခွာပရိစ္ဆေသမုပ္ပါမပါမင်းအမင်းဖြစ်ပြလို့မင်းရှုနေတဲ့ဥစ္စာမင်းတော့ဖြင့်ဒါအနှစ်ပေါင်း40တောင်ကြာတဲ့ဥစ္စာမင်းဒီပရိစ္ဆေသမုပ္ပါမပါဒိဋ္ဌိမခွာလို့ကွာလို့သိချာချာဆွဲချက်တင်လိုက်တယ်ဥပအောင်ဘုရုတင်လိုက်တယ်ခန္ဓာတင်လိုက်တယ်ခန္ဓာအပေါ်မှာတင်လိုက်တယ်ရင်းကြခန္ဓာဘယ်လိုတင်လိုက်ပါလဲပရိစ္ဆေသမုပ္ပါလည်းမပါဒိဋ္ဌိလည်းမခွာမခွာရဲနဲ့မှဖြစ်ပြဝိနိစ္စဒုက္ခအနတ္တလုံနေတဲ့တော့မင်းကိုကျိုးနေကြတာကွာသိကြကြသိကြပါဘူးဩဒါဖြင့်ခင်ဗျားတို့အခုတရားနာကြတဲ့ခွန်ကြီးတို့တရားဓမ္မတွေအားလုံးပေါ့ဗျာဖြစ်ပြအနိစ္စလုံမဲ့ကြံလို့ရှိရင်လူသေးတယ်ဆိုတာတော့ဒီတရားဘွဲမှာအကုန်သိပါပြီမသိသေးဘူးလားသိပါဘူးဘာခွာရမလဲအဲ့ဒီခွာရင်ဘာနားလဲရမလဲခန္ဓာပရိစ္ဆေသမ
သမုပ္ပါနော်အတိတ်ကရေအတိတ်ပရိစ္ဆေသမုပ္ပါကြီးများသွားပြီးခင်ဗျားတို့ကမလောလိုက်ပါနဲ့မှန်ပါပါအနာဂတ်ပရိစ္ဆေသမုပ္ပါကြီးများသွားမမျောလင့်လိုက်ပါနဲ့ခင်ဗျားတို့နဲ့ဘာမှမဆိုင်လို့ပါဟုတ်လားမြောက်ကျောင်းစားတော့ဘောပြီမဲ့ခင်ဗျားတို့တေကြနေအပူပါပဲဟိုအဝေးကြီးကိုဗျမှန်ပါပါတော့ကြလားရှင်းတော့ကမြန်မာရှင်မင်းတွေကောင်းစားကြဆိုမှခင်ဗျားတို့တေမကြနဲ့လကားပဲဘာဆိုင်လို့လွန်သွားပြီမဟုတ်လားခင်ဗျားတို့နဲ့တွေ့တဲ့အချိန်ခင်ဗျားတို့လက်ရှိနဲ့ခင်ဗျားတို့ညာနဲ့သာတွဲကြပါမှန်ပါဗျာသဘောကျလားမှန်ပါကောင်းပြီဒါဖြင့်သနာတဲ့မင်းဒီကားလို့ရှင်ပရိစ္ဆေသမုပ္ပါတိတက္ကာရိတိကလည်းမခွာတက္ကာရိတိမခွာတော့သတ္တရဥစ္စေရကလည်းမင်းမှာမပြုတ်သို့တော်လည်းမပြုတ်ဘဲနဲ့ပရိစ္ဆေသမုပ္ပါလည်းမင်းကလေ့လာပြီးကြတာခန္ဓာပရိစ္ဆေသမုပ္ပါလည်းမင်းကလည်းမသိတဲ့အတွက်မင်းမှာပြင်နှစ်ပေါင်း40တိုင်နဲ့အားနေတဲ့ဝိပဿနာနဲ့မင်းအချိန်ကွာတာကွာမင်းတယ်နစ်နာတယ်ဒီမှာလည်းဒီလိုဆရာဝန်တော်နဲ့မတွေ့လို့ရှိရင်အပေါင်းအားထုတ်နေတယ်မင်းနစ်နာတယ်ဖြေရမှာမှန်ပါဗျာဒီနှစ်ခုမပါလို့ရှိရင်မှန်ပါဗျာဖြေတယ်ကူလားဖြေပါဗျာအဲ့ဒါကြောင့်စာအုပ်ကြည့်ရုံနဲ့ဥပအောင်မရသေးဘူးမှန်ပါဗျာရပါမလားမရပါဘူးမရသေးဘူးတရားဓမ္မတို့သေသေးချာချာဆရာဝန်တော်ကောင်းရှာရမှာဖြစ်တော့မယ်ဆိုတာတော့ဖြင့်မှတ်လိုက်ပါမှန်ပါဗျာခိုင်းလာရင်ရှင်အနန္ဒာကိုဆွဲချက်တင်လိုက်တာမင်းအသက်္ကာရိတိံဖြုတ်ခန္ဓာပရိစ္ဆေသမုပ္ပါဒနားမလဲဘူးဒါကြောင့်မင်းငါပရိက္ခသုံးပုံနဲ့ရှာလိုက်တဲ့အခါကိစ္ဆာနာနှွယ်ဖြစ်တဲ့ယံကိုပရိစ္ဆေသမုပ္ပါနဲ့သက်္ကာယဖြုတ်ပုံအဲ့ဒါမင်းနဲ့အလျော်ဆုံးပဲกว่าဆိုသေးကြလားအဲ့ဒီဘုရားလက်ထက်ကကိစ္ဆာနာနှွယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုဟောတဲ့တရားကိုသိသိချာချာသူလက်ကင်ပြရတာရှင်းပြီနော်ရှင်းပါပြီအဲ့ဒါဖြင့်ဓမ္မတို့အဲ့ဒီတရားကဝါရဏိတော်ကိစ္ဆာနာလောဘရေပုံနဲ့အဋ္ဌိသင်္ဆာနတ္ထိသင်္ဆာဒါပါဠိတော်ဘာမှနားမလဲပါဘူးတရားဓမ္မတွေနော်အဲ့တော့ဒီလိုပါကွာတဲ့ဖြစ်တာကိုမသိလို့ရှိရင်လေတဲ့ဒီတရားလေးချုပ်သွားလို့ဒီတရားလေးဖြစ်တာကလည်းမသိတတ်ကြဘူးသိပါဘူးပထမဥမာမယ်တဏှာချုပ်သွားတော့ဥပါဒံကမပေါ်လာဘူးပေါ်လာပါဘူးဥပါဒံပေါ်လာတာကိုသိပြန်လို့ရှိရင်လေတရားဓမ္မတို့ဥစ္စေရဒိဋ္ဌိဖြစ်သေးရဲ့လားဖြစ်ပါဗျာပရမတရားလေးတဏှာလေးချုပ်သွားတာမြင်လိုက်တဲ့ဖြင့်လေတက္ကရာဒိဋ္ဌိနဲ့သတ္တရာဒိဋ္ဌိရှိသေးရဲ့ရှိပါဗျာသူချုပ်သွားလို့ဒုတိယပေါ်လာတာထောက်လိုက်ပြန်လို့ရှိရင်လေအကြောင်းကျိုးမပြတ်ပါလားဆိုတော့ပေါ်လာပေါ်လာဘူးလားဒါဖြင့်ပထမချုပ်သွားတဲ့တရားတွေမှာတရားဓမ္မတို့ပထမဖြစ်ပေါ်လာတဲ့တရားလေးကိုခင်ဗျားတို့ချုပ်သွားပြီဖြစ်ပြီးပြတ်သွားဘူးလားပြတ်သွားပြတ်သွားပြီဆိုတော့သိလိုက်တော့တရားဓမ္မတို့တက္ကရာဒိဋ္ဌိလည်းပြုတ်ပါတယ်ငါမဟုတ်လို့သေးတယ်ဆိုတာကပြုတ်ဘူးလားပြုတ်ပါဘူးမခိုင်မြဲဘူးဆိုတော့ကောမခိုင်မြဲလို့ပဲပြတ်တာပဲဆိုတာကိုမယူနိုင်ဘူးဒါပြန်သတ္တရာဒိဋ္ဌိကိုပြုတ်ပါဘူးငါမဟုတ်လို့ပြဲမခိုင်လို့ပြဲရှင်းမလားရှင်းပါပြီငါမဟုတ်လို့ပြဲဆိုတာကငါမဟုတ်လို့ဆိုတာတက္ကရာဒိဋ္ဌိဖြုတ်တယ်ဟုတ်ပါကြလားမခိုင်လို့ပြဲဆိုတာကသတ္တရာဒိဋ္ဌိဖြုတ်လိုက်ငါမဟုတ်လို့အဲ့ဒါဘာဖြုတ်လိုက်မခိုင်လို့ပြဲဟောဒါဖြင့်ပထမအပြက်ကလေးမြင်လိုက်လို့ရှိရင်ပဲဓမ္မတို့အမှန်တန်သိကြသွားပြီမှန်ပါဘူးဘောင်ကြီးသိသိကြသွားပြီရှင်းကြပါလားရှင်းပါပါပထမတရားလေးချုပ်သွား냐ဆိုတော့ဓမ္မတွေနောက်တရားလေးကခြာလာပြီဆိုတဲ့သဘောလေးကမပေါ်လာဘူးလားပေါ်လာပါဘူးသူအကြောင်းကင်းမလားတဲ့အကြောင်းမကင်းဘူးလားအကြောင်းမကင်းပါဘူးမကင်းတော့အရင်အကြောင်းကကျေးဇူးပြုထားခဲ့တယ်နောက်ကျိုးဖြစ်တဲ့ဆွဲလမ်းမှုပေါ်လာတယ်မှန်ပါပါမဆွနိုင်ဘူးလားမှန်ပါပါအဲ့ဒါသိပြန်တော့လေဓမ္မတို့အရင်အကြောင်းကသူ့ကြောင့်သူသိမ့်သွားတယ်သူများဘာမှအဆက်တော်မရှိခဲ့ဘူးလို့ဆိုလို့ရပါမလားအဆက်တွေထားခဲ့အဆက်တွေထားခဲ့တာထောက်လိုက်တော့ဘယ်လေးပြန်သွားလဲဟုတ်တယ်လားဆိုတော့ပြတ်သွားလိုက်ယူအခုတော့မပြတ်ပါလားအကြောင်းကျိုးဆက်ရပါလားဆိုတာသဘောကျပါမသိလို့ဆိုတော့ဉာဏ်နဲ့ဒါဟောလိုက်တယ်ဒေါရမေတိတော်ကိစ္စနာလောကယေဘိနအဋ္ဌိသင်္ဆာနတ္တိသင်္ဆာတဲ့အဋ္ဌိသင်္ဆာဆိုတာသက္ကရာဒိဋ္ဌိဖြစ်တတ်တယ်ကွာနတ္တိသင်္ဆာဆိုတာဥစ္စေရာဒိဋ္ဌိဖြစ်တတ်တယ်ကွာပြိဿမှုကနားမလဲလို့ရှိရင်မှန်ပါရှင်းမလားရှင်းပါလောကသမုဒိယံကောကိစ္စယသဗုဒ္ဓမောပညာပါယာလောကေနတ္တိတသာနာဟောတိတဲ့ဖြစ်တာလေးမြင်လိုက်လို့ရှိရင်ဥစ္စေရာဒိဋ္ဌိကတော့သေချာချာဓမ္မတို့ရှင်းတာပါပဲတဲ့သဘောကျလားပြတ်တာလေးမြင်လိုက်ရင်သတ္တရာဒိဋ္ဌိကဖြစ်တာမြင်လိုက်ရင်ဖြစ်တာမြင်လိုက်ရင်နောက်တရားလေးဖြစ်တာမြင်လိုက်ရင်ဘာဆိုကြမလဲအရင်တရားလေးပြတ်တာမြင်လိုက်ရင်သတ္တရာဒိဋ္ဌိကတက္ကရာရောလိုက်တော့
ရှင်းမလားပြန်မေးရစီဒကာဓမ္မတို့ဒီအမှန်ကြီးလုံးလို့ရှင်နာဟောတာအလွန်ရေးကြီးလုံးလို့တဏှာချုပ်သွားတော့ဥပါဒံပေါ်တော့နော်တဏှာလေးချုပ်သွားတာမြင်လိုက်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဘာရှင်သွားပါလဲတက္ကာယဒိဋ္ဌိနှင်းသက္ကရာဒိဋ္ဌိရှင်သွားတက္ကာယဒိဋ္ဌိဆိုတော့ငါလည်းမဟုတ်ဘူးခိုင်တာဟုတ်ရဲ့ငါလည်းမဟုတ်ခိုင်တာလည်းမဟုတ်ဒါကြောင့်ပျက်စီးတယ်ရှင်းမလားဒါရင်သူလည်းချုပ်သွားတယ်ဥပါဒံနဲ့ပေါ်လာသူပေါ်လာတာများလိုက်ဖြစ်နေတယ်ဓမ္မတို့ဘယ်လေးရှင်သွားပြန်ဒီဥစ္စာဒီလိုရှင်းမှပဲလင်းတော့တယ်ဆိုတာဖြင့်ဓမ္မတို့လေးစားစွာနဲ့မှားတော့မယ်မှတ်ထိုက်ဘူးလားမှတ်ထိုက်ပါဗျာတော်တော်ရေးကြည့်နော်ဒါဖြင့်ဒီလိုပြီးလိုက်တော့ကွာတဲ့ရှင်လည်းကမင်းဒီလိုရှိလိုက်တဲ့အခါကြလို့ရှိရင်ဖြင့်တဲ့တဏှာဥပါဒံကဘယ်ဟာများဆွဲသေးသလဲတဲ့တဏှာဥပါဒံကဘယ်ဟာဆွဲတော့ဘယ်ဟာငါရဲ့လို့ဆိုရရှိသေးတယ်လို့မေးပြီဗျအဲ့တော့ဒီဖြစ်တာနဲ့ပြက်တာလေးပဲရင်တရားကလည်းဖြစ်ပြီးပြက်သွားတယ်နောက်တရားကလည်းဖြစ်လာပြန်တယ်ဥပါအောင်လို့ဒီတိုင်းမနေဘူးလားမှန်ပါဘူးအဲ့ဒါလေးဉာဏ်လေးနဲ့ကြည့်နေတဲ့အခါကျတော့ဒကာဓမ္မတို့ဘယ်လိုသင်လာတော့ဆိုတော့ငါလည်းပြုတ်သွားပြုတ်ပါဉာဏ်နဲ့ကြည့်လိုက်တော့ငါဝမ်းပြုတ်လားပြုတ်ပါဗျာငါလည်းပြုတ်သွားငါမဟုတ်ဘူးငါမဟုတ်လို့ရှိရင်ဘာပါလိမ့်မလို့ဆိုတော့ဒကာဓမ္မတွေကဒီဘက်မှာခင်ဗျားတို့ရတဲ့ပါဠိကိုနေကုန်းချုပ်လိုက်ဒုက္ခခန္ဓာသသမုဒယဟောတိဒီကစလိုက်တာဒီကြတော့ခင်ဗျားကဘယ်လိုဟောလဲဒုက္ခခန္ဓာသသမုဒယဟောတိမင်းဟောဒီရှေ့တိုင်းကဘာလာခဲ့ကွာဒုက္ခအစုကြီးပဲတပည့်ကြဒါဖြင့်ဒကာဓမ္မတို့အရင်ချုပ်သွားတဲ့တဏှာလေးရလေတဲ့သမုဒယသစ္စာလို့တော့ခေါ်ခြင်းတော့ဖြစ်တုံးတာခေါ်နိုင်တယ်နောက်ကြတာသူဒီဒုက္ခရောက်သွားတာပဲမဆုံးနိုင်ဘူးလားပြည့်စုံမလားဘူးလားပြည့်ဒုက္ခနဲ့မကြုံဘူးလားကြုံပါဘူးသူကပြည့်ဒုက္ခနဲ့ကြုံတယ်သူကဖြစ်ဒုက္ခနဲ့သွားကြနောက်ကြတော့သူကပြည့်ဒုက္ခနဲ့ကြုံတယ်သူကဖြစ်ဒုက္ခနဲ့ကြုံသဘောကျနောက်ကြတော့သူကဘာနဲ့ကြုံတယ်ပြည့်ဒုက္ခနဲ့ကြုံဒါနဲ့တရားတစ်ခုတစ်ခုမှာဖြစ်စာပြည့်ဒုက္ခဟုတ်လားပြောက်သွားတော့ဖြစ်တဲ့အခါမှာပြောက်သွားတော့ဒါဖြင့်ဒီကနေပြီးနေကုန်းချုပ်လိုက်တာရှိကဖြစ်လာတာဒုက္ခသစ္စာကြီးပဲဖြစ်ဒုက္ခပြည့်ဒုက္ခကြီးပဲလို့ဆိုတော့ပုဂ္ဂိုလ်တ attva များပါသေးလားမပါဘူးဗျာဒါစကားလေးကလည်းမပြုတ်တော့ဗျာပြုတ်ပါဘူးခိုင်ငံနေတာများကောမရှိပါဘူးအကြောင်းကျိုးပြနေတာများကောမရှိပါဘူးဒုက္ခဖြစ်ဒုက္ခကဖြစ်ဒုက္ခချုပ်သွားလို့နောက်ဒုက္ခပေါ်လာတာပဲဆိုတာသာတခါတစ်တို့လောက်ချက်တင်ရတော့မမှန်ပါဘူးမတင်ရဘူးမရပါဘူးရှင်းဒုက္ခချုပ်သွားလို့နောက်ဒုက္ခအစားထိုးမှန်ပါဘူးမဆုံးနိုင်ဘူးလားမှန်ပါဘူးရှင်းဒုက္ခချုပ်သွားလို့နောက်ဒုက္ခအစားထိုးအဲ့ဒီနောက်ဒုက္ခကလည်းအစံချုပ်သွားပြန်တော့သူကနေပြီးဒုက္ခပဲအစားထိုးထားကြမှန်ပါဘူးတပည့်ကြဒါဖြင့်ဒုက္ခချုပ်ရင်ဒုက္ခဖြစ်တာပဲရှိမှန်ပါဘူးတပည့်ကြဘာလို့ရှိပါလဲဒုက္ခဖြစ်ဒုက္ခဖြစ်တာဒါရင်ခင်ဗျားတို့သဏ္ဍာန်မှာဘယ်ကစပရိစ္ဆေသမုပ္ပါစတိုင်းဉာဏ်နဲ့ရှိပြီးဒီကလာဒုက္ခဖြစ်ဒုက္ခချုပ်တာမှပဲမှတပါးဘာမှမရှိပါဘူးမှန်ပါပါအဲ့ဒီတော့ဒါသူများပြောလားကိုယ်စိတ်ထဲသံဃာများရှိသေးလားမရှိပါဘူးရှိတဏှာလေးကလည်းဖြစ်ပြီးပြတ်သွားတော့ဒုက္ခဖြစ်ပြီဒုက္ခဖြစ်ဥပါဒံလေးဖြစ်လာပြန်တော့ဥပါဒံဒုက္ခဖြစ်တာပဲတပည့်ကြနောက်ပြည့်စည်သွားပြန်တော့ဘာလို့ဥပါဒဒီမှာဒုက္ခခန္ဓာသာလို့အကုန်ဖြစ်ပိုင်းကဒုက္ခကြီးပါกว่าလို့ပြောနေတယ်ဒီထက်ဒုက္ခတော့ရှားမနေနဲ့တော့ရှားတပည့်ကြဝိညာဉ်ကစပြီးခါလာလောဘဝိညာဉ်ကစပြီးဒီဘက်မှာအကုန်ဒုက္ခခန္ဓာတော့သမုဒိဟောဒီဒုက္ခကြီးဖြစ်ခဲ့ပါလေกว่าမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒါထောက်လိုက်တဲ့ပြန်လဲကိုရှိတယ်လဲဖြစ်တာလည်းပြတ်မလို့ဆိုတာခင်ဗျားတို့သိမှန်ပါဘူးဖြစ်တာလည်းသိမလို့ဆိုတာသိတော့ဖြစ်ဒုက္ခလည်းခင်ဗျားတို့သိကြပါတယ်မှန်ပါဘူးဖြစ်ဒုက္ခနဲ့ကြုံသွားတယ်လည်းခင်ဗျားတို့ညာအောက်မှာပါပဲမှန်ပါဘူးတပည့်ကြဖြစ်ဒုက္ခလည်းခင်ဗျားတို့ရှိတယ်မှာပဲဖြစ်ဒုက္ခရောရှိတယ်ပါခင်ဗျားတို့ရှိတယ်မွေးပြီးခင်ဗျားတို့ရှိတယ်သေတဲ့ပရိစ္ဆေသမုပ္ပါခင်ဗျားတို့ခန္ဓာဆိုတော့ကိုမွေးကိုသေတာကိုကိုယ်တိုင်မြင်လိုက်မှန်ပါဘူးတပည့်ကြကိုယ်တိုင်ဖြစ်ပြီးကိုယ်တိုင်ပြတ်တာကိုဆရာပေးတဲ့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ကိုမွေးတာလည်းကိုသိပါတယ်ကိုသေးတာလည်းကိုသိပါတယ်ဩဒါဖြင့်အမွေးကောင်းလာလို့ဆိုတော့ဒကာဓမ္မတို့သိနာပေါ်တာပဲရှိတယ်မှန်ပါဘူးတပည့်ကြနောက်ပြည့်စည်သွားတော့သေတာပဲရှိတယ်လို့မဆိုလိုက်ဘူးမှန်ပါဗျာဘာလို့များကြာလို့တော့မကြာပါဘူးမကြာတော့ကြောက်လို့ရှိရင်ဖြင့်
ဘယ်ချိန်မှကျက်တဲ့ဒီကားလို့ရှင်ဒုက္ခများပါသေးတယ် ပါပါဗျာ ဖြစ်တဲ့ချိန်မှာဖြစ်ပြီးတော့လည်းတခါတည်းဖြစ်လေကတခါဓမ္မတို့သဗ္ဗဘက်ကိုတခါတည်းဥတည့်လာ မှန်ပါဗျာ ဖြစ်ပြီးလေက ဟုတ် ဥတည့်လာတယ်ဆိုတော့သစ်ပင်လေးခါကိုင်းကောင်းပေါက်လာတယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဒီသိမင်တော့တကောင်းမရှိပါဘူး မှန်ပါ ရှိပါမယ် ရှိပါဘူး ဒီမှာပရမကလေးကစားကျင်တဲ့စိတ်ကလေးကခဏလေးပေါ်လာတာရှိသေးတယ်ပြည့်မဲ့ပဲဥတည့်လာတာ မှန်ပါ မတည့်ဘူးလားဒါဖြင့်ဖြစ်တာလည်းဘယ်နဲ့ဆိုကြမလဲ ဖြစ်ပါပါ ဖြစ်ဒုက္ခပဲ မှန်ပါ နောက်ကြတော့ဥတည့်နေတဲ့အတိုင်းပဲပြက်ဖက်ပဲလမ်းဆုံးသွား မှန်ပါ ဘယ်နဲ့ဆိုကြ ဖြစ်ပါပါ အေးသန္တာဒီလိုကြည်စမ်းกว่าသန္တာဒီလိုကြည်စမ်းกว่าရှင်ရဏဟုတ်ဒီလိုကြည်စမ်းမှာกว่าဒုက္ခမောဥပ္ပဇ္ဇမနာဥပ္ပဇ္ဇဒုက္ခနိယုဇ္ဇမနာနိယုဇ္ဇိဒုက္ခပြည့်ဒုက္ခချုပ်တာပဲကြည်ပေးစမ်းမှာกว่าဟောပြီဓမ္မတို့အဲ့တော့သန္တာဟောတာကဟုတ်ပါလေဘုန်းကြီးတို့ဓမ္မတွေအထောက်အမှာလည်းဒီကိုရှိမှပေါ်လာတဲ့ကိုယ်ပရိစ္ဆေသမုပ္ပါကိုနောက်ညာနဲ့ကြည့်လိုက်တဲ့အခါဩဖြစ်ဒုက္ခနဲ့ပြည့်ဒုက္ခမှာတော့ဘာမှမရှိဘူးသဘောကျ ကြပါ ဖြစ်ပေါ်လာတဲ့တရားလေးကိုနောက်ကနေညာနဲ့ကြည့်လိုက်တဲ့အခါကျတော့ရှိသေးရဲ့ မရှိပါဘူး မရှိတယ်မိုးပြီးသေးတာတော့မသေးကြဘူးလား သိကြပါဘူး ဒါဖြင့်ဖြစ်ဒုက္ခဘာမှမပါဘူး ပါပါ ဖြစ်ဒုက္ခကို ပါပါ ကိုယ်တိုင်းတော့မမြင်လိုက်ရပါဘူးမမြင်လိုက်ရမှရှင်သာပေါ်သွားတဲ့ကိုယ်သက်တမ်းလေးအဖြစ်ဒကာဓမ္မတို့ဖြစ်လို့ဖြစ်တယ်ပြည့်လို့ပြည့်တယ်ဆိုတော့ညင်းနေဖို့ဥပအောင်လိုသေးတယ် မလို့ပါဘူးဗျာ မလိုလို့ရှိရင်ဖြင့်တဲ့ကိုမွေးတာနဲ့ကိုသေးတာကိုယ်တိုင်းမြင်လိုက်ရတဲ့အဖြစ်ပဲ မှန်ပါဗျာ ဘယ်လိုဆိုကြ ကိုယ်လည်းဖြစ်တာကိုယ်လည်း အချိန်ကသိကြလားလို့အမေထုတ်လိုက် မကြပါဘူး အချိန်ကသိမကြဘူးနော်အချိန်ကသိမကြဘဲနဲ့ဒီလိုနေလိုက်တဲ့အခါကျတော့ရှင်ဖြင့်ဩကိုယ်သက်တမ်းဟာဒါပဲကိုမဆွနိုင်ဘူး မှန်ပါဗျာ ဖြစ်လိုက်ဖြစ်တာနဲ့ပြစ်တာနဲ့ရတယ်ကြားတယ်ဘယ်သူမှမချဘူး မကြပါဘူး ချရရ မကြပါဘူး ဩဒါဖြင့်ဖြစ်ရတာလဲကောင်းနေခြင်းဆိုချိတ်တော့မပါဘူး မပါပါဘူး ပြရတာလဲဝန်းနေလှကြည့်ရဲ့လို့ဆိုရင်ပါ မပါပါဘူး မပါဘူးတရားဓမ္မတို့ဖြစ်တာနဲ့ဖြစ်တာနဲ့ဟာတခါလဲကောင်းငင်မှာတရားဖြစ်လေလို့ပဲတရားဓမ္မတို့ဝင်းနေသွားတယ်နဲ့ပျောက်သွားတယ်နဲ့ဟာဘယ်လိုမျိုးကြာ ရပါပါဘူး ပရမခရိယာဒီတိုင်းနဲ့ခင်ဗျားတို့ကနိုင်ဖြစ်တဲ့ခန္ဓာပရိစ္ဆေသမုပ္ပါစိတ်ရှင်လေးပေါ့ဗျာ မှန်ပါပါ ဒီတိုင်းပဲဖြတ်ဆိုပေါ်ပြီးဖြတ်ဆိုပြတ်တာပဲရှင်းမလား ရှင်းပါပြီ ဘယ်လိုမှတ်ကြမလဲ ကျတယ်ကိုမှန်ပါဗျာ ဖြတ်ဆိုပေါ်ပြီးဖြတ်ဆိုပြတ်တာဆိုတော့ဘယ်ချိန်ကောင်းလို့ဘယ်ချိန်များဆိုးတယ်လို့ဆိုကြလို့သေးလား မပါဘူးပါ အဆိုးကြီးပဲလို့သာဆိုလို့လိုရတယ်တပတ်ကြလား ကြပါ အဖြစ်ဆိုးအပြည့်ဆိုးဘယ်နဲ့ဆိုကြ ကြည့်လို့ရပါဗျာ ဖြစ်ဆိုးအပြည့်ဆိုးဆိုတဲ့ဥစ္စာမသိကြဘူးလား သိကြပါဗျာ ခိုင်းတာဘုရားသခင်ကိုရမေကြီးအလိုတော်ကြဝိသုဒ္ဓမေတ္တာဆရာကလည်းသေချာဟောပါတယ်ဥပ္ပဇ္ဇန္တိဝေယံတိရှဟုတ်လားဒီလျှက်စစ်တိုင်းပဲကွာတော့ဥပ္ပဇ္ဇနဲ့ဝရပဲရှိတာပဲသဘောကျလျှက်စစ်လေးပဲတဲ့လင်းလာနဲ့ပြတ်တယ်နဲ့တစ်ချက်သေးပဲဘယ်လိုဆိုကြခင်ဗျားတို့ကဏ္ဍမှာရှိတဲ့လောဘလေးစားကျင်တဲ့စိတ်ကလေးပေါ့ဗျာဒါလေးနောက်ကနေဆရာဘုန်းကြီးပြောတဲ့မဂ္ဂင်၅ပါးလေးနဲ့အားလုံးဘုန်းကြီးတွေဓမ္မတွေကြည့်လိုက်တဲ့အခါမှာဖြစ်တယ်နဲ့ပြတ်တာသိမြအချိန်ကြီးများရှားနေသလား မကြပါဘူးဗျာ လျှက်စစ်တိုင်းမှတ်လိုက်ဝင်ပြီးတော့ဘယ်နဲ့နေ ပြတ်ပါဗျာ ဒီမှာလဲဖြတ်ဆိုဖြစ်ပြီးဖြတ်ဆိုပြတ်တာ မှန်ပါ ဒါဖြင့်အဖြစ်အားလည်းတရားဓမ္မတို့တာယာရရှိရလားဟိုးဒီဖြစ်မျိုးတော့မကြိုက်ဘူးဒီဖြစ်မျိုးတော့မကြိုက်ဘူးဒီဖြစ်မျိုးကြိုက်သေးရလား မကြပါဘူး ဘာလို့လဲတော့ဆိုတော့အပြည့်ရှေးရှုနေလို့မကြိုက်တာ မှန်ပါ အပြည့်ဘက်ကိုရှေးရှုနေလို့ကြိုက်ကြရလား မကြပါဘူး ဒါဖြင့်ဒီဖြစ်မျိုးမကြိုက်တာဒီဒုက္ခသစ္စာဒီဖြစ်မျိုးမကြိုက်တာ ဒုက္ခပါဗျာ ဒါဖြင့်ဖြစ်ပြဘာသစ္စာ ဒုက္ခပါဗျာ ဩဒါဖြင့်တရားဓမ္မတို့ခမည်းတော်ခန္ဓာကိုယ်လေးဟာယခုဒီဇံစားခြင်းတဲ့သဘောလေးစားခြင်းတဲ့တခါတယောက်ဟာတခါနဲ့ဆန်းမှုဆိုရင်ပေါ့ဗျာ မှန်ပါဗျာ စားခြင်းတဲ့တခါတယောက်ဟာတဲ့ဒုက္ခနှစ်ခုနဲ့ဆုံးရှုံးသွားစမ်း မှန်ပါဗျာ စားမဲ့တခါတယောက်ဟာဗါလဲဗျာ ဒုက္ခပါဗျာ ဆွဲလန်းတဲ့တခါတယောက်ဟာကော ဒုက္ခတစ်ခုရှိ ပေါ်လာပြီးသူဘာနဲ့ဆုံးရှုံး ဒုက္ခပါဗျာ ဘယ်လိုပဲကြည့်ဒုက္ခနှစ်ခုနဲ့ဆုံးရှုံးလာပြီ မှန်ပါ ရှင်းပေါ်တဲ့တရားတွေဘယ်လိုပဲကြည့် ဒုက္ခပါဗျာ ဒုက္ခနှစ်ခုနဲ့ဆုံးရှုံးတာမှတော့ဘာပါသေးတယ် ပါပါပါ ဒုက္ခနှစ်ခုနဲ့ဆုံးရှုံးတာမှတော့ဘာမှမပါတော့ဘူးဆိုတော့ဒုက္ခနှစ်ခုနဲ့ဆုံးရှုံးဒုက္ခကြီးပဲဆိုတာမသိရဘူးလားဒုက္ခကြီးပဲလို့ဟောဒီရှုတဲ့ဉာဏ်ကပိုင်းနေသိလိုက် မှန်ပါဗျာ ရှင်းတိုင်းကဘာကြီးတော့ ဒုက္ခပါဗျာ ရှင်းတိုင်းကဒုက္ခကြီးပဲဘယ်လိုသိတယ်နောက်ကလည်းသိ
နောက်ကနေမသိဘူးလားကျတော့ဆံသိလို့ဗျာနောက်ကနေမသိကြဘူးလားရှေ့မှာဘာတွေပါလဲဒုက္ခကြီးပဲဆိုတော့ဒုက္ခနည်းနည်းများပါသေးလားမပါဘူးချမ်းသာပါသေးလားမပါဘူးဒါဖြင့်ခင်ဗျားတို့ကဒုက္ခပိုင်းခြားတယ်ညာဒုက္ခပိုင်းခြားတယ်ဆိုဒါနဲ့ပိုင်းတာမဟုတ်ဘူးအဖြစ်လည်းမကြိုက်တော့အပြက်တော့မကြိုက်တော့အဖြစ်လည်းမကြိုက်အပြက်လည်းမကြိုက်တဲ့ဒုက္ခရှိမှုမကြိုက်ဒုက္ခရှိမှုလို့ဟောဒီမက်ကဆုံးဖြတ်ရချနောက်ကနေပြီးတော့မချဘူးလားချပါဘူးဘယ်လိုဆုံးဖြတ်ချပါလဲဒုက္ခရှိပဲဒကာဓမ္မတို့ဘယ်လိုများဆုံးဖြတ်ချဒုက္ခရှိပဲဒါဖြင့်ကျတော့ခန္ဓာပရိစ္ဆသမုပ္ပါမှာဒီချိန်လေးအသက်ရှင်နေတာလေတဏှာနဲ့အသက်ရှင်နေတာဒုက္ခရှိပဲဥပါဒဏ်နဲ့အသက်ရှင်နေကြလားဒုက္ခရှိကံနဲ့အသက်ရှင်နေတာဒုက္ခဒီလိုဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးမှာပဲချိန်ခန္ဓာပရိစ္ဆသမုပ္ပါပေါ်ခြင်းရပေါ်ဒုက္ခရှိပဲလို့သာခင်ဗျားတို့မြင်လာတဲ့တနေ့ဒုက္ခကဒုက္ခသစ္စာပိုင်းခြားခံရတာကပိုင်းနေနေအသိခံရတာကပိုင်းနေနေအသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဖြစ်ပြီးတဲ့ကရာဒီလိုမနေဘူးလားနေပါဘူးအဲ့ဒီတော့ဒီနေရာမှာရှင်ရဏကစကားသွန်းလိုက်တိုင်းခန္ဓာမသိဘူးလားခြေတိုင်းမှာဒုက္ခอยู่ဖြစ်ဒုက္ခပြဒုက္ခမှာတော့မင်းဘာရှိသေးသလဲကဲစဉ်းစားကြည့်တာဘယ်လိုလဲဒုက္ခကရှိတယ်ငါဟာပြောစမ်းกว่าမေးခြေတိုင်းကဘာတွေရှိတယ်ဒုက္ခနာငါဟာဘယ်နဲ့နေကြမရှိပါဘူးပြုတ်နေပြီပြုတ်နေပြီကြပြုတ်ဘူးလားဒုက္ခကြီးပိုင်းခြားကြရဲကငါဥစ္စာဘယ်နဲ့တော့မရှိဘူးဆိုတော့ဒိဋ္ဌိကပြုတ်သွားဒိဋ္ဌိကဒကာဓမ္မတို့ဒိဋ္ဌိမဲ့နဲ့ညာနဲ့အမှန်သိလိုက်တော့ဒိဋ္ဌိဘယ်နဲ့နေတော့ဒိဋ္ဌိသေချာပြုတ်သွားတယ်ဆိုတော့မရှင်းဘူးလားကဲဒိဋ္ဌိပြုတ်သွားပြီးဒီကာလမှာဂိုင်းတဲ့မင်းသန္တာစဉ်းစားပါအောင်ကွာတဲ့ဒီဘယ်လိုငါဆိုတာများဒီဖြင့်မရှိနာကြည်စမ်းပါဦးငါရင်းနဲ့ပြောစမ်းပါဦးကွာဘယ်ဟာများငါရှိသေးတယ်ဆိုတော့ဘယ်နဲ့ဖြေမထင်ညာမရှိပါဘူးရှိပါခင်ရင်လည်းဒုက္ခကြီးဖြစ်မှာမှန်ပါငါတော့ရှိပါဘူးငါတော့မပါဘူးနော်မှန်ပါငါတော့မပါဘူးတဲ့ဒါနဲ့မင်းဒီကားလို့ရှင်ရှိကဖြစ်နေတဲ့တရားတွေဟာယောက်ျားတွေလားမိန်းမတွေလားလို့များပုဂ္ဂိုလ်တွေလားတ attva တွေလားလို့မင်းတန်မြာမရှိသေးလားမေးပြန်တယ်အဲ့ဒါသူကလည်းဖြစ်မယ်ထင်ကြတယ်ရှိပါဘူးလားဘယ်လိုတန်မြမရှိတာသူဘာမြင်လို့ပါလဲဒုက္ခပါဒါဖြင့်ဒကာဓမ္မတို့ဒုက္ခကြီးဖြစ်တာလည်းဒုက္ခပြတ်တယ်လည်းဒုက္ခလို့သိနေတဲ့အသိဒီငါဒိဋ္ဌိကိုလည်းရှင်းစေလို့လေရှင်းတယ်ငါဆိုတဲ့ဒိဋ္ဌိရောရှင်းပါပါသောကဥစေရရောရှင်းပါပါရှင်းတယ်တဲ့ပုဂ္ဂိုလ်လေလားတ attva လေလားလို့ဆိုတဲ့ထင်တဲ့ဝိသိကိစ္စနခွဝိသိကိစ္စကိုလာသေးရဲ့မှန်ပါပါဘယ်လိုသူဉာဏ်နဲ့ထင်လာပါလိမ့်မလို့ဒုက္ခဖြစ်ဒုက္ခဖြစ်ဒုက္ခပြတ်တာပဲသူဉာဏ်နဲ့ထင်လာဒကာဓမ္မတွေဘယ်လိုထင်လာဒုက္ခဖြစ်ဒါနဲ့တိဏ္ဍဝိသိကိစ္စပဲဝိသိကိစ္စကုံသွားပြီဒကာဓမ္မတွေဒုက္ခဖြစ်ဒုက္ခပြတ်ဓမ္မတော့ဘာမှမရှိတော့ဘူးတဲ့သဘောကျဝိသကတံကတော့တဲ့ဒကာဓမ္မတို့ဒါပုဂ္ဂိုလ်တွေလားသတ္တဝါတွေလားလို့ဗျာခင်ဗျားတို့နှခွစိတ်ကလေးကပေါ်သေးလားမပေါ်ပါဘူး။ဒါဝိသေကံကတော့ဆိုတော့တန်မြာလည်းကင်းသွားပြီပေါ့ဗျာ။တိဏ္ဍဝိသိကိစ္စလည်းလွန်မြောက်။ဝိဒါကဝိသာရိသာပတ်တော်တယ်။ဒကာဓမ္မတွေရဲသွားပြီ။ရဲသွားပြီ။ဒီမညာကရဲသွားပြီ။ရှေ့မှာဘာမှမရှိဘူး။ရှေ့မှာဘာမှမရှိဘူး။ပုဂ္ဂိုလ်တ attva ဆိုတော့ဘယ်နည်းနဲ့ပြောပြောရှိကိုမရှိဘူး။ကိုယ်ကိုယ်တိုင်မြင်တာဒီဥစ္စာ။ဒုက္ခသစ္စာသာရှိတယ်။ဒီလိုမရဲတယ်မလားဟောဒီရဲတယ်မှာအဲ့ဒီမှာဝိသကံဝေသာရိသပတ်တော်တဲ့ဒီလိုရဲရင်လာတယ်ဆန္ဒရဲနေကြလားကဲလက်ပြန်မှရှင်းပြီးပြမယ်